thစ်မှာစချက်စားတယ်မွေးငါပါဗျာဒါသူမလိုက်ရပါပဲသူမတော့ဒါအစုံလောက်ထားတာပဲပဲကြော်လည်းပါတယ်အီချာကွေးလည်းပါတယ်ငဖဲကြော်လေးလည်းပါတယ်ပြီးတော့ဒါမန္တလေးပဲကြော်လို့ပြောတာပဲအဲ့ဒါပါတယ်ဒီမှာလည်းထမင်းလေးနဲ့လည်းစားလို့ရအောင်ဒီတိုင်းနဲ့ကြိုက်စားလို့ရအောင်ပဲကြော်လေးတက်ကြော်ထားမုံဖက်ဒီမှာအလုပ်ကနေပြန်လာပြီးတာမနာမနေညနေပိုင်းတစ်ဖြတ်ပြန်ချက်ထားတဲ့မွေးငါ့ကိုရင်လက်ရည်လည်းအရင်ကောင်းတယ်ဒီတစ်ခါလည်းအရင်ကောင်းပါလေအနံ့လေးတွေကလည်းအရင်မွေးနေပါပြီပြီးရင်အချိုတဲဖို့ဒါလိမ္မော်ဒီပန်းသေးမုံပတ်များများလေးထည့်ပေးပါပေးပါမုံပတ်ကတော့ဗီယက်နမ်ခောက်ဆွဲနော်မုံပတ်ကတော့ဗီယက်နမ်ခောက်ဆွဲအနစ်ရည်ကတော့ဒါမြန်မာပြည်ကပါမြန်မာပြည်လမ်းမှာထားရတာနော်ခင်ထွေးနော်ရပြီတော့ဆိုရတယ်ရပြီခင်းလေးထည့်ပေးပါအောင်နန်လေးမွေးနေပဲတို့ကျုပ်ကတလုံးမဲရမယ်နော်တလုံးမဲပါတော့လုံးမဲရမယ်တဲ့ငါပြောစားမှာမလားငါပြောဦးလဲစားမယ်ကြိုက်တယ်ငါပြောဦးလဲအရင်ကြိုက်ငါပြောဦးတွေကတော့ဒီမှာ6ပဲဝယ်ပြီးတော့မှရေပြန်ဖြောပြီးတော့မှထည့်ရနော်အဲ့လိုပဲရအဲ့လိုလေးတွေမြန်မာဆိုင်တို့တရုတ်ဆိုင်တို့အဲ့လိုလေးမလိုက်ရှာရဟုတ်တယ်နော်ဟုတ်တယ်ရှာပါပါအားလည်းမလိုက်ရှာဘေးရလေးထည့်အကုန်လုံးထည့်လိုက်အကုန်လုံးထည့်ငါဖဲကြော်လေးလည်းထည့်မယ်ဖဲကြော်လေးကြိုက်တယ်မန်ကြော်လေးကြိုက်တယ်ကြာကိုလည်းကြိုက်တယ်နမိတ်ကြိုက်တယ်နမိတ်ကရမ်းကြိုက်နမိတ်ကြိုက်တယ်ဟောလေချက်သွန်ကြောချက်သွန်ကြောဒါတိတ်ကိုပါချက်လာတာတော့တူခဲ့ရပါလားဟောရတယ်နှစ်ခုလုံးကြိုက်တယ်ပြန်ထဲပါအဲ့လေကြိုက်စီကြရလေးစီထည့်လိုက်ပါရပါပြီရပြီနော်တိမောကမြုပ်တိမုတ်နည်းနည်းထည့်ဒါဆက်ရသည်တို့နည်းနည်းအေးနေဆိုဆက်လေးနဲ့โอเคပါစားလို့ရပါပြီမွင်ကာညီမပြည်လွမ်းပြည်မွင်ကာလာစားကြပါဦးမိုက်တယ်ရဲမိုက်တယ်ရဲမိုက်နေပြီစုံမယ်ဒီမှာပြန်တော့မနဲ့စားပဲဒီမှာတော့အဆင်ပြေတဲ့ချိန်စားအောင်ရပါပြီချက်ပြီးတဲ့ပုံမှာကျေးဇူးအများကြီးတင်ပါတယ်